မှာပထမဆုံးအလုပ်စပြီးတော့ဆင်းနေရဖြစ်ပါတယ်အဲဆိုကျွန်မအလုပ်ချိန်ကည10 နာရီကနေပြီးတော့9 နာရီထိဖြစ်ပါတယ်ရှင်ဆိုတော့ဒီလိုဆုံးတော့ဖြူဖြူရုပ်ရတင်ပြီးရတင်ပြီးသွားလို့ရှင်ဒီပါလေစင်းနေအတဲပေါ့နော်လုံးလုံးတည်းရမှာစင်းနေအတဲစင်းနေအပြီးတော့လို့ရှင်ပတ်စံရှင်နာလေးဒါတွေကိုသူပြပြီးရပေါ့နော်ပြပြီးပြီးတော့အနောက်ကစလိတ်ဆိုရှင်လည်းနာမည်မှတ်ထားညိုင်ကစေရောအဲ့ဒါပဲနော်ဆိုညဘက်ဆိုနည်းနည်းတော့တောင်းဝင်များရပေါ့နော်ဒီဒါမှလည်းဘာမှကိုရီးယားမှာကကြောက်စရာတော့မရှိဘူးနော်အကုန်လုံးကဆေးဖြစ်ပါတယ်ဆိုဒီမှာအလုပ်လေးဆက်လုပ်လိုက်ပါဦးမယ်ဆိုဒီမှာအရင်ပို့အားပဲပေါ့နော်တိတ်ယူအရင်ကြီးအလုပ် stress ပြီးစရာတော့မလိုဘူးအဓိကတော့တောင်းယူရတာလေးပဲများပါပေါ့နော် OPG block တော့OPG block တော့ဘယ်လိုပြောရမလဲအလုပ်ကမပင်မအောင်ပေါ့နော်နည်းနည်းပြောရရင်တော့ဆိုအဲ့ကျွန်မနှခမ်းလေးဆိုးလိုက်ပါဦးမယ်ဒါလေးကကျွန်မဒီနေ့မှဝယ်လာတဲ့ဒီရောလေးပေါ့နော်အရင်ဘက်ကမှဝယ်လာတာပါဒီဇိုင်နာကိုတောင်းယူပါရင်ဖြစ်တဲ့အတွက်ကြောင့်အခုဆိုလို့ရှိရင်သူစားပြီးသွားတာရှိရပေါ့နော်ဒီ ECU ထဲဝင်ပြီးတော့မုတ်တီစားသွားတာမျိုးရှိရအဲ့မျိုးဆိုတော့တန်ရှင်းလိုက်လို့ပြရရပေါ့နော်နည်းနည်းပါးပါးရှင်းပြရတယ်ပြီးရင်ဝယ်သူလာလို့ရှိရင်ဒီမှာကောင်တာပေါ့နော်ပတ်စံရှင်းတဲ့ခါကျရင်ဒီကောင်တာမှာရှင်းရပါတယ်ဆိုတော့ဒီမှာကတော့ဒီဘက်မှာဆိုလို့ရှိရင်ပြမှာပေါ့နော်ဆိုကျွန်မဒီတစ်ဆိုင်လုံးလဲပတ်ပြီးတော့ဒီတန်ရှိလောက်ရတာမျိုးရှိရယ်ပစ္စည်းရေးဆေးရတာရှိရယ်ဒီမှာမုတ်တီရတော့အများကြီးပဲပေါ့နော်ကိုယ့်ကိုဝယ်စားခြင်းနဲ့ဆိုလဲဝယ်စားလို့ရရယ်ဒါကတော့ခိုးတောင်ပေါ့ဆိုဒါလေးပဲဒါလေးတွေလိုက်ပြဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကိုညဘက်ဘိုက်စားရင်လည်းဝယ်ပြီးတော့ပတ်စံရှင်မျိုးစားလို့ရတယ်ပေါ့နော်ဆိုကော်ဖီဘိုက်တက်တောက်လို့ရတယ်ဆိုတော့ဒီမှာညဘက်ဆိုတော့နည်းနည်းလေးတော့နည်းနည်းကြောက်တယ်ပေါ့နော်ဒါပေမဲ့လည်းစင်ပြေသွားမှာပါဒီလေးပထမဆုံးလုပ်ရရင်လည်းဆက်လက်ပြင်းနေရပေါ့ဒီနေရာဘယ်သူမှလည်းမရှိဘူးလို့ညဘက်ကြီးပေါ့နော်ဒီဘက်ကတော့အဖတ်တူရှိတယ်ညဘက်လည်းလူတွေကပြင်းထွက်ကြည့်လိုက်ရင်တော့ကြောက်စရာကြီးမှောင်မဲနေဒီထဲမှာတော့လင်းနေရပါ CCTV ရှိရပေါ့နော်ဒီမှာကျမကိုလည်းပန်ကာကြီးဖွင့်ထားပေးခဲ့တယ်ကြည့်အောင်ဆွေတော့ဒီမှာကျမအလုပ်ဆက်လုပ်လိုက်ပါအောင်မရှင်ဆိုအေးစစ်စစ်လေးပေါ့နော်ဒီမှာစာလုပ်ရင်းနဲ့လည်းလုပ်လို့ရရဲအဲ့တော့စာလုပ်လို့လည်းရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အရန်အလုပ်ချိန်ဆိုရင်လည်းအလုပ်တစ်ချိန်လုံးကြီးလုပ်လို့နေရမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကိုယ့်ရဲ့လုပ်တောင်းဝင်ပြီးတော့လို့ရှိရင် AC နေလို့ရတယ်ပေါ့နော်သူတစ်ပြင်းရာကန်နဲ့ဂျိုကန်နှစ်ခုရှိရရာကန်နဲ့တက်ပါတယ်ပေါ့နော်ရာကန်တိတ်ပြီးတော့လုပ်မရှိဘူးဒါပေမဲ့ပစ္စည်းတွေပါရတော့မမအောင်ဆက်ရတယ်ပေါ့နော်ပစ္စည်းဝင်နေချိန်တော့တစ်ချက်သေးဆိုင်ရပါတယ်ဆိုအားလုံးပဲ bye bye